မြောင်မင်းစိုးုံခုံတော်မနိုင်ခဲ့တဲ့မိစ္ဆာ၅ကောင်ပုံစံ82မျိုးပြောင်းနိုင်တယ်တိမ်မော်ထိလည်းပြန်နိုင်တယ်ကောင်းငင်ကနတ်စစ်တီတွေကိုတော့တယောက်တည်းတိုက်ခဲ့ဘူးတယ်ဒီလိုစွမ်းအားကြီးတဲ့စိုးုံခုံတော်ဂျာနီတူးတော်ဝတ်ထဲမှာမနိုင်ခဲ့တဲ့မိစ္ဆာတွေရှိခဲ့ပါတယ်တချို့ဆိုရင်နတ်စစ်တပ်တစ်လုံးခေါ်မှနိုင်တယ်နတ်မင်းတွေကိုယ်တိုင်ဆင်းလာမှရတယ်ဒီနေ့တော့စိုးုံခုံတော်ကူညီတောင်းခဲ့ရတဲ့အကျန်းဆုံးမိစ္ဆာ၅ကောင်ကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ like လေးတယောက်တစ်ချက်စီလောက်နှိပ်ပေးကြပါဦး like and subscribe လေးနှိပ်ပြီးသွားရင်လည်းစိတ်မဆိုးပါဘူးကဲစလိုက်ကြအောင်ရွှေရောင်မိစ္ဆာနဲ့ငွေရောင်မိစ္ဆာညီနောင်ဒီမိစ္ဆာနှစ်ကောင်ကပင်းတိမ်တောင်မှာနေကြတဲ့မိစ္ဆာညီကိုဒါပေမဲ့သူတို့ကတာမန်မိစ္ဆာမျိုးမဟုတ်ဘူးသူတို့နှစ်ယောက်ကကောင်းငင်နတ်မင်းကြီးရှမ်းလောင်ကျော်တဲ့မီးဖိုတဲ့အကူတွေဖြစ်ပါတယ်တနေ့နတ်မင်းကြီးမရှိတော့နတ်ပစ္စည်းကိုခိုးပြီးတော့လူလောကတွေကိုဆင်းလာကြတာသူတို့မှရှိတဲ့မှော်ပစ္စည်းတွေကအရန်အောင်ကြောက်ဖို့ကောင်းတယ်ရွှေဘူးဘုံကိုဖွင့်ပြီးနာမည်ခေါ်လိုက်လို့ပြန်ထူးလိုက်တာနဲ့မှော်ဘူးတဲ့ကိုစုပ်ယူခံရပြီပဲတခါကဝူခုံးမို့တောင်ကြောပေါ်ကြောက်တုံးကြီးကြီးတင်လှည့်စားခဲ့ပြီးဆရာတော်နဲ့ဝူချင်းကိုတောင်ဖမ်းခေါ်သွားခဲ့ဘူးတယ်နောက်ဆုံးမှာတော့ဝူခုံးကသူတို့ကိုမနိုင်တော့လို့ကောင်းကင်ဘော်ကိုတက်ပြီးရှမ်းလောင်ကျွမ်းကိုတောင်တောခေါ်ခဲ့ရတယ်နမင်းကြီးရောက်လာမှဒီကောင်နှကောင်ငါ့ကူတွေပါဆိုပြီးသူတို့ကိုပြန်ဖမ်းခေါ်သွားတာနွားမင်းကြီးကတော့ဂျာနီတူးတော်ဝတ်တရအကျန်းဆုံးမိစ္ဆာဘီရင်တွေတယောက်ပဲတကယ်တော့သူကဆုံးခုံနဲ့အရင်တော့ညီကိုလိုပေါင်းခဲ့ဘူးတဲ့မိတ်ဆွေဟောင်းတွေဖြစ်ခဲ့ဘူးတဲ့ဒါပေမဲ့မီးတောင်ကိုဖြတ်ဖို့တန်ရက်တောင်လိုလာတဲ့အချိန်မှာသူတို့နှစ်ယောက်ကရန်သူတွေဖြစ်သွားကြတယ်နောင်မင်းကြီးကအင်အားကြီးတယ်ရုပ်ပြောင်းရုပ်လည်းပညာလည်းကျွမ်းတယ်တိုက်ခိုက်ရင်ဝူခုံးနဲ့တောင်တန်းတို့ညီပါလက်ရင်ကြီးရယ်ဝူခုံးတယောက်တည်းဘလူးမှတိုက်မနိုင်လို့နောက်ဆုံးမှာတော့ကောင်းကင်နတ်စစ်တီတွေညီကြားနဲ့နတ်မင်းတွေဝိုင်းတိုက်မှနောင်မင်းကြီးကိုနိုင်ခဲ့တာဒီတိုက်ပွဲကဂျာနီတူးတော်ဝတ်ထဲမှာအကျန်းဆုံးတိုက်ပွဲတွေတခုဆိုလည်းမမားပါဘူးအဝါရောင်လီမိစ္ဆာဒီမိစ္ဆာကတော့အဝါရောင်လီတောင်မှာနေတဲ့လီမိစ္ဆာသူ့ရဲ့အကျန်းဆုံးစွမ်းကမဟာလီမုန်တိုင်းမှာပဲလီတိုက်လိုက်တာနဲ့တောင်တွေပါတုံခါတယ်စွန်းခုံရဲ့တမာရီမီးဖို့တွေကထွက်လာလို့ရတဲ့ရွှေမလုံးတောင်ဒီလေကြောင့်ဒဏ်ရာရသွားတယ်ဝူခုံးဘလို့ပဲတိုက်မရဘူးနောက်ဆုံးမှာတော့လင်ကြီးဖျားကိုသွားခေါ်ရတယ်အဲ့ဒီဖျားရဲ့မော်ပစ္စည်းနဲ့မှဒီလေမိစ္ဆာကိုဖမ်းနိုင်ခဲ့တာနောက်ဆုံးမှသိရတာကဒီမိစ္ဆာဗုဒ္ဓရဲ့လက်အောက်ကနေထွက်ပြေးလာတဲ့အဆောင်တစ်ယောက်ဖြစ်နေတာပါပဲကိုးဘွဲ့ကြီးမိစ္ဆာဒီမိစ္ဆာကတော့မှော်ဆောက်ဝိုင်းကြောင့်နာမည်ကြီးတယ်သူကရှမ်းလောင်ကျွမ်းစီးရဲ့နတ်နွားဒါပေမဲ့လူလောကကိုဆင်းလာပြီးမိစ္ဆာလုပ်နေခဲ့တာသူ့မှာရှိတဲ့မှော်ဆောက်ဝိုင်းကနတ်လက်နက်တွေအကုန်လုံးစုပ်ယူနိုင်တယ်ဝူခုံးကနတ်တပ်တွေခေါ်ပြီးဝိုင်းတိုက်ပေမဲ့လက်နက်တွေအကုန်လုံးစုပ်ယူခံရပြီးနတ်စစ်တပ်ကြီးအောင်အကူအညီပြန်တောင်းရမလို့ဖြစ်သွားလိုက်သေးတယ်နောက်ဆုံးမှာတော့ဝူခုံးကနတ်မင်းကြီးရှမ်းလောင်ကျွန်းကိုသွားခေါ်ရတယ်နတ်မင်းကြီးကိုယ်တိုင်ဆင်းလာပြီးနတ်နောကိုပြန်ဖမ်းသွားမှအဆုံးသတ်သွားတာဖြစ်ပါတယ်ခေါင်းကိုကောင်ချင်းသေးမိစ္ဆာဒီကောင်ကိုတော့ဂျာနီတူးတော်ဝတ်ထဲကတကယ်ကြောက်ဖို့ကောင်းတဲ့ final vault လို့တောင်တင်စားလို့ရပါတယ်သူ့မှာခေါင်းကိုကောင်ရှိတယ်မြန်တော့ရန်ကိုမြင်ပါတယ်ကြောက်ဖို့ကောင်းဆုံးကတော့ဆုံးခုံတော့တခါတည်းဖမ်းယူနိုင်တာပဲတခြားမိစ္ဆာတွေလိုလေလုံးထွားမနေဘူးတိတ်တိတ်စိတ်စိတ်နဲ့ပဲအော်တန်ကျေလောင်လုံးလို့ကြောက်ဖို့ကောင်းတာနောက်မှသိရတာကဒီချင်းသေးကြီးကထိုင်းရဲ့စီးတော့ရင်နတ်ချင်းသေးကြီးဖြစ်နေတယ်ဝူခုံးတော်တိုက်မြဲလောက်အောင်ဖြစ်သွားလို့နောက်ဆုံးနတ်မင်းကြီးကိုတော့တော့ခေါ်ရတယ်နတ်မင်းကြီးရောက်လာမှဒီခေါင်းကိုကောင်းချင်းသေးကြီးလည်းငြိမ်ကျသွားတာဂျာနီတူးတော်ဝတ်ထက်ကတကယ်ကြောက်ဖို့ကောင်းတဲ့မိစ္ဆာတွေကတာမန်မိစ္ဆာတွေမဟုတ်ကြဘူးတချို့ကနတ်မင်းတွေရဲ့အိမ်မွေးတိရစ္ဆာန်တချို့ကကောင်းငင်ကနေထွက်ပြေးလာတဲ့အဆောင်ရှောက်တွေတချို့ကနက်ပစ္စည်းတွေကိုတော့ခိုးယူထားတဲ့သူတွေအဲ့ဒါကြောင့်စိုးခုံတော်တယောက်တည်းမနိုင်ခဲ့တဲ့မိစ္ဆာတွေဖြစ်လာခဲ့တာပါမိတ်ဆွေတို့ရောဂျာနီတူးတော်ဝတ်ထက်ကမြောင်မင်းစိုးခုံနဲ့အပြိုင်ကျန်းကြတဲ့မိစ္ဆာတွေမှာဘယ်မိစ္ဆာကအကျန်းဆုံးဖြစ်မဲ့ထင်လဲအောက်က comment မှာရေးသွားပေးလို့ရပါတယ်အခုလိုတင်ဆက်ပေးတာကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးနှိပ်သွားပေးလို့ရပါတယ်ပေလေးကိုလည်း follow ပေးပါအောင် YouTube channel မှာကြည့်နေရဆိုရင် subscribe လေးနှိပ်ပေးသွားကြပါအောင်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်